သူဘာသုတ်သူဘာလူလင်ဝိထုယနုတ်သည်ဤသို့နာကြားခဲ့ရပါသည်အခါတစ်ပါး၌အရှင်အာနန္ဒာသည်မြတ်စွာဘုရားပရိနိဗ္ဗာန်ဆံ၍မကြသေးမီတာဝတိပြည်အနာတပိန်တထေးဤအယံဒေဒဝံကျောင်းတိုက်၌တရင်သုံးနေတော်မူ၏ထိုစဉ်အခါ၌ဒေါရိယာဤသားသူဘာလူလင်သည်တာဝတိပြည်၌ကိစ္စတစ်ခုဖြင့်တဲခိုနေ၏ထိုကဒေါရိယာဤသားသူဘာလူလင်သည်သူငယ်တယောက်ကိုခေါ်၍ဤသို့ပြောဆို၏သူငယ်လာလောသင်သည်အာနန္ဒာယဟန်တော်အထံသို့ရှင်းကပ်၍ငါစကားဖြင့်အာနန္ဒာယဟန်တော်အားအနာကင်းကြောင်းယောဂကင်းကြောင်းကျမ်းမာကြောင်းတန်ဆွမ်းကြောင်းရှမ်းသာသောနေရာကြောင်းများကိုမေးလျှောက်လေလောဒေါရိယာဤသားသူဘာလူလင်သည်အရှင်အာနန္ဒာအားအနာကင်းကြောင်းယောဂကင်းကြောင်းကျမ်းမာကြောင်းတန်ဆွမ်းကြောင်းရှမ်းသာသောနေရာကြောင်းများကိုမေးလိုက်ပါ၏ဟုလျှောက်လေလောထို့ပြင်အရှင်အာနန္ဒာသည်အစဉ်သနာသဖြင့်ဒေါရိယာဤသားသူဘာလူလင်၏အိမ်သို့ရှင်းကပ်တော်မူရန်တောင်းပန်လိုက်ပါသည်ဟုဤသို့လည်းလျှောက်ထားလေလောဟု၍ပြောဆို၏ကောင်းပါပြီအရှင်ကောင်းပါပြီဟုထိုတငယ်သည်ဒေါရိယာဤသားသူဘာလူလင်အားဝန်ခံပြီးလျင်အရှင်အာနန္ဒာအထံသို့ရှင်းကပ်၍အရှင်အာနန္ဒာနှင့်အတူဝမ်းမြောက်ဝမ်းသာနှုတ်ဆက်ပြောဆို၏ဝမ်းမြောက်ဖွယ်အမှတ်ရဖွယ်စကားကိုပြီးဆုံးစေ၍တခုသောနေရာ၌ထိုင်ပြီးသောထိုတငယ်သည်အရှင်အာနန္ဒာအားဤစကားကိုလျှောက်၏ဒေါရိယာဤသားသူဘာလူလင်သည်အရှင်အာနန္ဒာအားအနာကင်းကြောင်းယောဂကင်းကြောင်းကျမ်းမာကြောင်းတန်ဆွမ်းကြောင်းချမ်းသာစွာနေရာကြောင်းများကိုမေးလိုက်ပါ၏ထို့ပြင်အရှင်အာနန္ဒာသည်အစဉ်သနာသဖြင့်ဒေါရိယာဤသားသူဘာလူလင်၏အိမ်သို့ရှင်းကပ်တော်မူပါရန်တောင်းပန်လိုက်ပါသည်ဟုဤသို့လည်းလျှောက်လိုက်ပါ၏ဟု၍လျှောက်၏ဤသို့လျှောက်သောအရှင်အာနန္ဒာသည်ထိုအငယ်အားဤစကားကိုဆို၏သူငယ်ရှင်းကပ်ရန်အခါမသင့်သေးငါသည်ယနေ့ဆေးအနှဲငယ်တောက်ထား၏နတ်ပြန်အခါခွင့်ကိုထောက်ရှင်း၍ရှင်းကပ်ကောင်းရှင်းကပ်နိုင်ပါလိမ့်မည်ဟုဆို၏ကောင်းပါပြီဟုထိုတငယ်သည်အရှင်အာနန္ဒာအားဝန်ခံ၍နေရာမှထားပြီးလျင်ဒေါရိယာဤသားသူဘာလူလင်ထံသို့ရှင်းကပ်၍ဒေါရိယာဤသားသူဘာလူလင်အားဤစကားကိုဆို၏ကျွန်ုပ်တို့သည်အရှင်စကားဖြင့်ဒေါရိယာဤသားသူဘာလူလင်သည်အရှင်အာနန္ဒာကိုအနာကင်းကြောင်းယောဂကင်းကြောင်းကျမ်းမာကြောင်းတန်ဆွမ်းကြောင်းရှမ်းသာသောနေရာကြောင်းများကိုမေးလိုက်ပါ၏ထို့ပြင်အရှင်အာနန္ဒာသည်အစဉ်သနာသဖြင့်ဒေါရိယာဤသားသူဘာလူလင်၏အိမ်သို့ရှင်းကပ်တော်မူရန်တောင်းပန်လိုက်ပါသည်ဟုဤသို့လည်းလျှောက်လိုက်ပါ၏ဟု၍ထိုအရှင်အာနန္ဒာအားလျှောက်ခဲ့ပါကုန်၏အရှင်ဤသို့လျှောက်သောအရှင်အာနန္ဒာယဟန်တော်သည်အကျွန်ုပ်အားဤစကားကိုဆိုလိုက်ပါ၏သူငယ်ချင်းကပ်ရန်အခါမသင့်သေးငါသည်ယနေ့သေအနှဲငယ်တောက်ထား၏နတ်ပြန်အခါခွင့်ကိုထောက်ရှင်း၍ရှင်းကပ်ကောင်းရှင်းကပ်နိုင်ပါလိမ့်မည်ဟု၍ဆိုလိုက်ပါ၏ဟု၍ဆို၏အရှင်တငယ်ဤများဖြင့်လည်းထိုကိစ္စပြီးပါပြီအကြောင်းတော်ကထိုအရှင်အာနန္ဒာသည်နတ်ပြန်ရှင်းကပ်တော်မူရန်ခွင့်ပြုပြီးဖြစ်ပေ၏ဟုသူဘာလူလင်ကဆို၏ထိုကအရှင်အာနန္ဒာသည်ထိုညင်းလွန်ပြီးနောက်နနက်အချိန်၌သင်္ကန်းကိုပြင်ဝန်း၍တပိတ်သင်္ကန်းကိုယူလျက်စေတကမြည်သောနောက်ပါယဟန်နှင့်အတူဒေါရိယာဤသားသူဘာလူလင်ဤအိမ်သို့ရှင်းကပ်၍ပြင်ထားသောနေရာ၌ထိုင်နေတော်မူ၏ထိုကဒေါရိယာဤသားသူဘာလူလင်သည်အရှင်အာနန္ဒာထံသို့ရှင်းကပ်၍အရှင်အာနန္ဒာနှင့်အတူဝမ်းမြောက်ဝမ်းသာနှုတ်ဆက်ပြောဆို၏ဝမ်းမြောက်ဖွယ်အမှတ်ရဖွယ်စကားကိုပြီးဆုံးစေ၍တခုသောနေရာ၌ထိုင်၏တခုသောနေရာ၌ထိုင်ပြီးသောဒေါရိယာဤသားသူဘာလူလင်သည်အရှင်အာနန္ဒာအားဤစကားကိုလျှောက်၏အရှင်အာနန္ဒာသည်ကာလရှည်မြင့်စွာထိုအရှင်ဂေါတမ၏ထံပါး၌နေ၍အနိနာအမြဲရှိသောအလုပ်ကျွေးဖြစ်ပါ၏ထိုအရှင်ဂေါတမသည်အကျင့်တရားတို့ကိုရှိကျူးလေရှိ၏အကျင့်တရား၌လည်းလူအပေါင်းကိုဆောက်တည်စေ၏တတ်ဝင်စေ၏တည်စေ၏ထိုတရားတို့ကိုအရှင်အာနန္ဒာသည်တည်တော်မူရာသူတည်တော်မူရာပါ၏အရှင်အာနန္ဒာထိုအရှင်ဂေါတမသည်အဘယ်တရားတို့ကိုရှိကျူးလေရှိပါသနည်းအဘယ်တရားတို့၌ဤလူအပေါင်းကိုဆောက်တည်စေပါသနည်းတတ်ဝင်စေပါသနည်းတည်စေပါသနည်းဟုလျှောက်၏လူလင်ထိုမြတ်စွာဘုရားသည်သုံးပါးသောခန္ဓာတို့ကိုရှိကျူးတော်မူလေရှိ၏ဤသုံးပါးသောခန္ဓာတို့၌လည်းဤလူအပေါင်းကိုဆောက်တည်စေတော်မူ၏တတ်ဝင်စေတော်မူ၏တည်စေတော်မူ၏အဘယ်ခန္ဓာသုံးပါးတို့ကိုရှိကျူးတော်မူလေရှိပါသနည်းလူလင်မြတ်သောသီလခန္ဓာမြတ်သောသီလခန္ဓာသီလအစုကို၎င်းမြတ်သောသမာဓိခန္ဓာသမာဓိအစုကို၎င်း
မြတ်သောပညာခန္ဓာပညာအစုကို၎င်းဤသုံးပါးသောခန္ဓာတို့ကိုမြတ်စွာဘုရားသည်ရှိယူတော်မူလေရှိ၏ဤသုံးပါးသောခန္ဓာတို့၌လည်းဤလူအပေါင်းကိုစောင့်တည်သေးတော်မူ၏တဝင်သေးတော်မူ၏တည်သေးတော်မူ၏သီလအစုအရှင်အာနန္ဒာထိုအရှင်ဂေါတမသည်အကျင့်သီလခန္ဓာကိုရှိကျူးလေရှိ၏အကျင့်သီလခန္ဓာ၌လည်းဤလူအပေါင်းကိုစောင့်တည်သေး၏တဝင်သေး၏တည်သေး၏ထိုမြတ်သောသီလခန္ဓာကအဘယ်ပါနည်းလူလင်ပူဇော်ထုကိုခံတော်မူထိုက်သောအလုံးစုံသောတရားတို့ကိုကိုယ်တိုင်မှန်စွာသိတော်မူသောအတိဉာဏ်ဝိဇ္ဇာအကျင့်စရဏနှင့်ပြည့်စုံတော်မူသောကောင်းသောစကားကိုဆိုတော်မူတတ်သောလောကကိုသိတော်မူတတ်သောသုံးမထိုက်သူကိုသုံးမတတ်သည့်အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသောနတ်လူတို့၏ဆရာဖြစ်တော်မူသောသစ္စာလေးပါးတရားတို့ကိုသိသေးတော်မူတတ်သောဘုံတကိုကြည်တော်မူသောမြတ်စွာဘုရားသည်ဤလောက၌ပွင့်တော်မူ၏ထိုမြတ်စွာဘုရားသည်နတ်နှင့်တကွသောမာနနှင့်တကွသောဗြဟ္မာနှင့်တကွသောလောကကို၎င်းသမဏဗြဟ္မဏနှင့်တကွသောမင်းများလူများနှင့်တကွသောတတ္တဝါအပေါင်းကို၎င်းကိုယ်တိုင်ထူသောဉာဏ်ဖြင့်သိ၍မျက်မှောက်ပြုလျက်ဟောကြားတော်မူ၏ထိုမြတ်စွာဘုရားသည်အစဤကောင်းခြင်းအလယ်ဤကောင်းခြင်းအဆုံးဤကောင်းခြင်းရှိသောအနတ်နှင့်ပြည့်စုံသောသရနှင့်ပြည့်စုံသောတရားကိုဟောတော်မူ၏အလုံးစုံပြည့်စုံသောစင်ကြယ်သောမြတ်သောအကျင့်ကိုပြတော်မူ၏ထိုတရားတော်ကိုတကြွယ်သည်၎င်းတကြွယ်ဤသားသည်၎င်းအခြားသက်တစ်မျိုးမျိုး၌ဖြစ်သောသူသည်၎င်းကြားနာရ၏ထိုသူတို့သည်ထိုတရားတော်ကိုကြားနာရ၍မြတ်စွာဘုရား၌ယုံကြည်မှုကိုရ၏ထိုသူတို့သည်ယုံကြည်မှုကိုရသည်ဖြစ်၍ဤသို့ဆင်ခြင်၏လူပေါင်း၌နေရခြင်းသည်ကျင်းမြောင်း၏ကိလေသာမြူထရာလမ်းကြောင်းဖြစ်၏ယဟန်အဖြစ်သည်လွင်ပြင်နှင့်တူ၏လူပေါင်း၌နေသူသည်ဤမြတ်သောအကျင့်ကိုစင်စစ်ပြည့်စုံစွာစင်စစ်သင်ကျဲစွာခယူသင်ပုသ္သစာနှင့်တူစွာကျင့်ခြင်းကမလွယ်ငါသည်သမုတ်စိတ်ကိုပယ်ပြည့်လျင်ဖန်ရည်သွန်းသောအဝတ်တို့ကိုဝတ်၍လူပေါင်းမှယဟန်ပေါင်းတို့ဝင်ရောက်ရမူကောင်းလေသောဟုဆင်ခြင်၏ထိုသူသည်နောင်အခါ၌နေသောဥစ္စာသူကိုသွန်း၍ဖြစ်စေများသောဥစ္စာသူကိုသွန်း၍ဖြစ်စေနေသောဆွေမျိုးသူကိုသွန်း၍ဖြစ်စေများသောဆွေမျိုးစုကိုသွန်း၍ဖြစ်စေသမုတ်စိတ်ကိုပယ်ပြည့်လျင်ဖန်ရည်သောအဝတ်တို့ကိုဝတ်၍လူပေါင်းမှယဟန်ပေါင်းတို့ဝင်ရောက်၏ထိုသူသည်ဤသို့ဝင်ရောက်ပြီးသောပါတိမောက္ခသံဝရသီလကိုစောင့်ထိန်လျက်နေ၏အကျင့်အာသာရကြက်သားရာဂောသရာနှင့်ပြည့်စုံ၏အနှဲငယ်မျှသောအပြစ်တို့၌တော်လဲဘေးဟုရှုလေရှိ၏တိခါဘုဒ္ဓ၌ကောင်းသောသောက်တည်၍ကျင့်၏ကောင်းသောကာယကံဝစီကံနှင့်ပြည့်စုံသည်ဖြစ်၍သင်ကျဲသောအတ္တမွေးမှုရှိ၏သီလနှင့်ပြည့်စုံ၏အိန္ဒြေတို့၌ပိတ်ထားသောတကားရှိအိန္ဒြေကိုဆောင်းသည်၏စာပွဲ၌အတိုင်းရှိကိုသည်အောင်းမေခြင်းတတိစင်ခြင်းခြင်းသမသိနှင့်ပြည့်စုံ၏ရောင်ရဲလွယ်၏လူလင်ယဟန်သည်အဘယ်သို့လျင်အကျင့်သီလနှင့်ပြည့်စုံသည်။လူလင်ဤလောက၌ယဟန်သည်အတ္တတတ်ရှင်ကိုပယ်၍အတ္တတတ်ရှင်မှရှောင်ခြင်း၏။ဒုက္ကိုရှာထားပြီးဖြစ်၏။လက်နက်ကိုရှာထားပြီးဖြစ်၏။ရှက်ချင်းရှိ၏တနာတတ်၏။ခတ်သိမ်းသောတတ္တဝါတို့၏အသီးပွားကိုလိုလားလျက်နေ၏။လူလင်ယဟန်သည်အကျင့်အတ္တတတ်ရှင်ကိုပယ်၍အတ္တတတ်ရှင်မှရှောင်ခြင်း၏။ဒုက္ကိုရှာထားပြီးဖြစ်၏။လက်နက်ကိုရှာထားပြီးဖြစ်၏။ရှက်ချင်းရှိ၏တနာတတ်၏ခတ်သိမ်းသောတတ္တဝါတို့၏အသီးပွားကိုလိုလားလျက်နေ၏ဤသူသည်လည်းထိုယဟန်၏တီလပေတည်းဤသည်လည်းထိုယဟန်၏တီလပေတည်းထိုမှနောက်၌အလုံးစုံကိုရှေ့ရ၏ထိုပြင်လည်းရှုသောအရှင်သမဏဗြဟ္မဏတို့သည်ယုံကြည်၍လူသောသုံးဆောင်ပွဲတို့ကိုသုံးဆောင်ကြပြီလျင်မှသောအတ္တမွေးမှုဖြစ်သောဤသို့သောဖီလာအတတ်ဖြင့်အတ္တမွေးကြ၏ဤသည်တို့ကအဘယ်နည်းနတ်ကိုချင်းတောင်းစုပြည့်၍နတ်ပူသောချင်းဖုတ်သည်အတတ်ကိုလေ့ကျင့်ခြင်းမြေအိမ်၌နေ၍တင်အပ်သောအတ္တကိုလေ့ကျင့်ခြင်းပန်နုတ်ကိုယောက်ျားဖြစ်စေခြင်းယောက်ျားကိုပန်နုတ်ဖြစ်စေခြင်းမြေအကြံအတတ်ကိုလေ့ကျင့်ခြင်းဆောက်လုပ်မိမြေယာ၌အစီရင်ပြုခြင်းခတွင်စေခြင်းရေချိုးစေခြင်းမိပူသောခြင်းပြုတ်အံစေခြင်းဝန္တစေခြင်းတလိပ်စသည့်ဒေါသတို့ကိုအထက်သို့လှမ်းစေခြင်းအောက်သို့လျှော်စေခြင်းဥကောင်းမှသွေးဆသောဒေါသတို့ကိုထွက်စေခြင်းနာသီရှက်ခြင်းမျက်စင်သီရှက်ခြင်းနှာနှက်ခြင်းထပ်သောမျက်စင်သေးဖော်ခြင်းအေးသောမျက်စင်သေးဖော်ခြင်းဒိန်ဒလာကိုစေးကူခြင်းခွဲစိတ်ကုသခြင်းတငယ်နာစေးကူခြင်းမူလသေးတို့ကိုပေးခြင်းအနာသေးတို့ကိုကတ်ခြင်းခွာခြင်းဤသည်တို့သည်
ယဟန်သည်မှာသောအတ္တမွေးမှုဖြစ်သောဤသို့သောဖီလာအတ္တဖြင့်အတ္တမွေးခြင်းမှရှောင်ခြင်း၏လူလင်ထို့ပြင်လည်းအချို့သောအရှင်သမဏဗြဟ္မဏတို့သည်ယုံကြည်၍လှူသောသုံးဆောင်ဘွယ်တို့ကိုသုံးဆောင်ကြပြီလျင်မှာသောအတ္တမွေးမှုဖြစ်သောဤသို့ဖီလာအတ္တဖြင့်အတ္တမွေးကြ၏ဤသည်တို့ကအဘယ်နည်းနတ်ကိုခြင်းသူတော်ပြေ၍နတ်ဘူးသောခြင်းအနာအသေးတို့ကိုကတ်ရှင်းခွာခြင်းဤသည်တို့သည်ယဟန်သည်ယင်းသို့မှားသောအတ္တမွေးမှုဖြစ်သောဤသို့သောဖီလာအတ္တဖြင့်အတ္တမွေးခြင်းမှရှောင်ခြင်း၏ဤသည်လည်းထိုယဟန်၏သီလပေတည်းလူလင်စင်စစ်မူကားဤသို့သီလနှင့်ပြည့်စုံသောထိုယဟန်သည်ယင်းသို့သီလဆောင်ထိန်ခြင်းနှင့်ဆက်၍မိသည့်အကြောင်းကြောင့်မျှဘေးကိုမတွေ့မြင်ရလူလင်အဘိဓိတ်သွင်းပြီးသောယဟန်သူကိုပယ်ပြီးသောမင်းသည်ယဟန်သူနှင့်ဆက်၍မိသည့်အကြောင်းမျှဘေးကိုမတွေ့မြင်ရတကဲ့သို့ဤအတူဤသို့သီလနှင့်ပြည့်စုံသောယဟန်သည်သီလဆောင်ထိန်ခြင်းနှင့်ဆက်၍မိသည့်အကြောင်းကြောင့်မျှဘေးကိုမတွေ့မြင်ရထိုယဟန်သည်ဤမြတ်သောသီလခန္ဓာနှင့်ပြည့်စုံသည်ဖြစ်၍မိမိတရဏ၏အပြည့်ကင်းသောချမ်းသာကိုခံစား၏လူလင်ယဟန်သည်ဤသို့လျင်သီလနှင့်ပြည့်စုံပေ၏လူလင်ထိုမြတ်စွာဘုရားသည်အကျင့်သီလခန္ဓာကိုရှိကျူလေရှိတော်မူ၏အကျင့်သီလခန္ဓာ၌လည်းဤလူအပေါင်းကိုသောက်တည်စေတော်မူ၏သဝင်စေတော်မူ၏တည်စေတော်မူ၏ထို့မြတ်သောသီလခန္ဓာကဤသည်ပင်သည်တို့ရာတွင်ဤသာသနာတော်၌ဤသီလခန္ဓာထက်လွန်သောပြုဝယ်ကိစ္စဒီကရှိသေးသည်သာသည်အောဝယ်ရှိပါပြီသောအရှင်အာနန္ဒာမဖြစ်ဘူးမြဲဖြစ်ပါပြီသောအရှင်အာနန္ဒာအရှင်အာနန္ဒာထိုမြတ်သောသီလခန္ဓာသည်မပြည့်စုံသည်မဟုတ်ပြည့်စုံပါပေ၏အရှင်အာနန္ဒာအကျွန်ုပ်သည်ဤသို့ပြည့်စုံသောသီလခန္ဓာကိုဤသာသနာတော်မှအပတပါးသောသမဏဗြဟ္မဏတို့၌မမြင်မတွေ့ရပါအရှင်အာနန္ဒာဤသို့ပြည့်စုံသောမြတ်သောသီလခန္ဓာကိုဤသာသနာတော်မှအပတပါးသောသမဏဗြဟ္မဏတို့သည်မိမိတို့တရဏ၌မြင်တွေ့ကုန်ကြအံ့ထိုသူတို့သည်ထိုမြလောက်ဖြင့်သာလျင်ဝမ်းမြောက်ကျေနပ်ကုန်ရ၏ဤမြလောက်ဖြင့်ပြည့်စုံပြီးဤမြလောက်ဖြင့်ပြုဝယ်ကိစ္စကိုပြုပြီးပြီငါတို့သည်ယဟန်ဖြစ်ကြိုးကိုရပြီဤသီလခန္ဓာတလွန်သောတစုံတစ်ခုသောပြုဝယ်ကိစ္စသည်ငါတို့အားမရှိတော့ပြီဟုဝမ်းမြောက်ကျေနပ်နေကုန်ရ၏ထို့သောဖြစ်ပါလျက်အရှင်အာနန္ဒာသည်ဤသာသနာတော်၌ဤသီလခန္ဓာတလွန်သောပြုဝယ်ကိစ္စသည်ကရှိသေးသည်ရာတည်းဟုမိန့်တော်မူပြီသမာဓိအစုအရှင်အာနန္ဒာထိုအရှင်ဂေါတမသည်အရှင်သမာဓိခန္ဓာကိုရှိကျူလေရှိ၏အရှင်သမာဓိခန္ဓာ၌လည်းဤလူအပေါင်းကိုသောက်တည်စေ၏တဝင်စေ၏တည်စေ၏ထိုမြတ်သောသမာဓိခန္ဓာသည်အဘယ်ပါနည်းလူလင်ယဟန်သည်အဘယ်သို့လျင်အိန္ဒိတွေတို့၌ပိတ်ထားသောတကားရှိသည်နီအိန္ဒိတွေတို့ကိုဆောင်သည်သည်နီလူလင်ဤလောက၌ယဟန်သည်မျက်စိဖြင့်အစဉ်ရူပါယုံကိုမြင်သောမိမယောက်ျားစားသောတရဏနိမိတ်ကိုဆွဲယူလိမ့်မရှိလက်ချေစားသောအင်္ဂါပုံဟံရေဟံစားသောအမှုအရာလက္ခဏာတို့ကိုဆွဲယူလိမ့်မရှိအကယ်၍သက္ကုံတွေကိုမဆောင်စည်းပဲနေလျင်ယင်းသက္ကုံတွေကိုမဆောင်စည်းခြင်းဟူသောအကြောင်းကြောင့်လိုခြင်းတတ်မှတ်ခြင်းအဘိဓါလိုခြင်းတတ်မှတ်ခြင်းအဘိဓါသက္ကုံတွေကိုမဆောင်ခြင်းဟူသောအကြောင်းကြောင့်လိုခြင်းတတ်မှတ်ခြင်းအဘိဓါနှလုံးမသားရခြင်းဒေါမနတဟူသောယုတ်မာသောအကုသိုလ်တရားတို့သည်ထိုမဆောင်သီးသူကိုလိုက်၍နှိပ်စက်ကုန်ရ၏ထိုကြောင့်ယံသည်ထိုသက္ကုံတွေကိုဆောင်သီးခြင်းငှာကျင့်၏သက္ကုံတွေကိုဆောင်သီး၍သက္ကုံတွေ၌ဆောင်သီးခြင်းသို့ရောက်၏နာဖြင့်အတန်တရာယုံကိုကြားသောနှာခေါင်းဖြင့်အနံကန္ဓာယုံကိုနမ်းသောရှားဖြင့်ရတာယတာယုံကိုရက်သောကိုယ်ဖြင့်အတွေ့ဖုဒ္ဓဘာယုံကိုထိသောစိတ်ဖြင့်သဘောဓမ္မယုံကိုသိသောမိမယောက်ျားစသောတရဏနိမိတ်ကိုဆွဲယူလိမ့်မရှိလက်ရှိသောအင်္ဂါပြုံဟံရေဟံစသောအမှုအရာအမှတ်လက္ခဏာကိုဆွဲယူလိမ့်မရှိအကယ်၍မနိန်တွေကိုမဆောင်သီးပဲနေလျင်ယင်းမနိန်တွေကိုဆောင်သီးခြင်းဟူသောယင်းမနိန်တွေကိုမဆောင်သီးခြင်းဟူသောအကြောင်းကြောင့်လိုခြင်းတတ်မှတ်ခြင်းအဘိဓါနှလုံးမသားရခြင်းဒေါမနတဟူသောယုတ်မာသောအကုသိုလ်တရားတို့သည်ထိုမဆောင်သီးသူကိုလိုက်၍နှိပ်စက်ကုန်ရ၏ထို့ကြောင့်ယဟန်သည်ထိုမနိန်တွေကိုဆောင်သီးခြင်းငှာကျင့်၏မနိန်တွေကိုဆောင်သီး၏မနိန်တွေ၌ဆောင်သီးခြင်းသို့ရောက်၏ထိုယဟန်သည်ဤမြတ်သောအိန္ဒိတွေကိုဆောင်သီးခြင်းနှင့်ပြည့်စုံသည်ဖြစ်၍မိမိတန်တာ၌ကိလေသာနှင့်မရောသောရှမ်းသာကိုခံစား၏လူလင်ယဟန်သည်ဤသို့လင်အိန္ဒိတွေတို့၌ပိတ်ထားသောတကားရှိပေ၏အိန္ဒိတွေတို့ကိုဆောင်သီးပေ၏
လူလင်ယဟန်သည်ဘယ်သို့လင်အောက်မေ့ခြင်းတတိစင်ញင်ခြင်းသမသင်နှင့်ပြည့်စုံသည်လူလင်ဤသာသနာတော်၌ယဟန်သည်ရှေ့သို့တက်ရာနောက်သို့ဆုတ်ရာ၌စင်ញင်လျက်ပြုလေရှိ၏တူရှုကြည်ရာတစောင်းကြည်ရာ၌စင်ញင်လျက်ပြုလေရှိ၏ကိုယ်ရာဆံရာ၌စင်ញင်လျက်ပြုလေရှိ၏ဒုက္ခတပိတ်သင်္ကန်းကိုဆောင်ရာ၌စင်ញင်လျက်ပြုလေရှိ၏ဆာရာတော်ရာခဲရာရက်ရာ၌စင်ញင်လျက်ပြုလေရှိ၏ကျင်ကြီးကျင်ငယ်ဆွံ့ရာ၌စင်ញင်လျက်ပြုလေရှိ၏သွားရာရက်ရာထိုင်ရာအိပ်ရာနိုးရာပြောရာစိတ်စိတ်နေရာ၌စင်ញင်လျက်ပြုလေရှိ၏လူလင်ယဟန်သည်ဤသို့လျင်အောင်းမေ့ခြင်းတတိစင်ញင်ခြင်းသမစဉ်နှင့်ပြည့်စုံပေ၏လူလင်ယဟန်သည်ဘယ်သို့လျင်ရောင်ရဲလေသည်နည်းလူလင်ဤသာသနာတော်၌ယဟန်သည်ကိုမြတ်တသေးယုံနိုင်သောသင်္ကန်းဖြင့်ဝံကိုမြတ်တသေးနှုံဝံကိုမြတ်တသေးနိုင်ုံသောသွမ်းဖြင့်ရောင်ရဲ၏ထိုယဟန်သည်သွားလေရာရာသို့ကိုနှင့်အတူပါမြဲပရိခရာမြတ်သာရှိသဖြင့်တပါတိယူပြီးဖြစ်၍သာလျင်သွား၏လူလင်အတောင်ရှိသောငှက်သည်ပြန်လေရာရာသို့မိမိအတောင်သာဝင်ရှိသည်ဖြစ်၍ပြန်တကဲ့သို့လူလင်ဤအတူယဟန်သည်ကိုမြတ်တသေးနိုင်ုံသောသင်္ကန်းဖြင့်ဝံကိုမြတ်တသေးယုံနိုင်သောသွမ်းဖြင့်ရောင်ရဲ၏ထိုယံသည်သွားလေရာရာသို့ကိုနှင့်အတူပါမြဲပရိခရာမြတ်သာရှိသည်ဖြင့်တပါတိယူပြီးဖြစ်၍သာလျင်သွား၏တပါတိယူပြီးဖြစ်၍သာလျင်သွား၏လူလင်ယဟန်သည်ဤသို့လျင်ရောင်ရဲလွယ်ပေ၏ထိုယံသည်ဤမြတ်သောသီလခန္ဓာသီလဟစုနှင့်လည်းပြည့်စုံသည်ဖြစ်၍ဤမြတ်သောအိန္ဒြေဆောင်သည်ခြင်းနှင့်လည်းပြည့်စုံသည်ဖြစ်၍ဤမြတ်သောအောင်းမေ့ခြင်းတတိဆင်ញင်ခြင်းသမသင်နှင့်လည်းပြည့်စုံသည်ဖြစ်၍ဤမြတ်သောရောင်ရဲခြင်းနှင့်လည်းပြည့်စုံသည်ဖြစ်၍တောတစ်ပင်ရင်တောင်ရောက်တောင်ကောင်းတင်းញိုင်တောအုပ်လွင်ပြင်ကောက်ရိုးပုံစိတ်ငြိမ်သောကြောင်းအိယာနေရာတို့ကိုမှီဝဲ၏ထိုယံသည်သွန်ခံရမှပြန်ခဲ့၍သွန်သားပြီးနောက်ထပ်ဝယ်ဖွဲ့ခွေပြီးလျင်ကိုဖြောက်မှတ်စွာထား၍ကမ္မထမ်းသို့ရှေ့ရှုတတိကိုဖြစ်စေလျက်ထိုင်နေ၏တတိကိုဖြစ်စေလျက်ထိုင်၏ထိုယံသည်ဥပါဒနာခန္ဓာ၅ပါးဟုသောလောက၌လိုချင်တတ်မှတ်ခြင်းအဘိဓါကိုပယ်၍လိုချင်တတ်မှတ်ခြင်းအဘိဓါကင်းသောစိတ်ဖြင့်နေ၏လိုချင်တတ်မှတ်ခြင်းအဘိဓါမှစိတ်ကိုစင်ကြယ်စေ၏ပျက်စီးစေလိုသောဒေါသကိုပယ်၍မပျက်စီးစေလိုသောစိတ်ရှိသည်ဖြစ်၍ခတ်သိမ်းသောတတဝါတို့၏အသီးအပွားကိုလိုလားလျက်နေ၏ပျက်စီးစေလိုသောဒေါသမှစိတ်ကိုစင်ကြယ်စေ၏လေးလံထိုင်မှန်ခြင်းဌိနမိတ်တာကိုပယ်၍လေးလံထိုင်မှန်ခြင်းဌိနမိတ်တာမှကင်းသည်ဖြစ်၍အောက်မေ့စင်ခြင်းလျက်အလင်းရောင်ကိုမှတ်ရှင်းရှိသည်ဖြစ်၍နေ၏လေးလံထိုင်မှန်ခြင်းဌိနမိတ်တာမှစိတ်ကိုစင်ကြယ်စေ၏ပြည့်လွင်ခြင်းဥဒိစ္စနောင်တတပံပူပန်ခြင်းကုက္ကုဆကိုပယ်၍မိမိတရ၌ငြိမ်းအေးသောစိတ်ရှိသည်ဖြစ်၍မပြည့်လွင်သည်ဖြစ်၍နေ၏ပြည့်လွင်ခြင်းဥဒိစ္စနောင်တတပံပူပန်ခြင်းကုက္ကုဆမှစိတ်ကိုစင်ကြယ်စေ၏ယုံမာခြင်းဝိသိကိစ္စကိုပယ်၍ယုံမာခြင်းဝိသိကိစ္စကိုလွန်မြောက်သည်ဖြစ်၍ကုသိုလ်တရားတို့၌သို့လောမရှိသည်ဖြစ်၍နေ၏ယုံမာခြင်းဝိသိကိစ္စမှစိတ်ကိုစင်ကြယ်စေ၏လူလင်ဥပမာတော်ကယောက်ျားသည်ကြွေးယူ၍အလုတ်ကိုလုပ်ကန်ရ၏ထိုသူ၏အလုတ်တို့သည်ဖွံ့ဖြိုးကုန်ရ၏ထိုသူသည်အဟောင်းဖြစ်သောကြွေးရင်းတို့ကိုလည်းဆက်ရ၏ထိုသူအားသားမယားကြွေးမွေးရန်အလုတ်ငါအမျက်လဲကြံရ၏ထိုသူအားဤသို့အကြံဖြစ်ရ၏ငါသည်ရှိကကြွေးယူ၍အလုတ်တို့ကိုလုပ်ကန်ခဲ့၏ထိုငါ၏အလုတ်တို့သည်ဖွံ့ဖြိုးခဲ့ကုန်၏ငါသည်အဟောင်းဖြစ်သောကြွေးရင်းတို့လည်းဆက်ခဲ့ရ၏ငါအားသားမယားကြွေးမွေးရန်အလုတ်ငါအမျက်လဲကြံသေး၏ဟုအကြံဖြစ်ရ၏ထိုသူသည်ထိုကြွေးကင်းခြင်းအကြောင်းကြောင့်ဝမ်းမြောက်ခြင်းကိုရရ၏ဝမ်းမြောက်ခြင်းသို့ရောက်ရ၏လူလင်ဥပမာတစ်မျိုးတော်ကအနာယောဂါရှိသောဆင်းရဲနှိမ့်သက်ခံရသောပြင်းစွာမကြမ်းမာသောယောက်ျားသည်ရှိရ၏ထိုသူ၌ထမင်းကိုလည်းစားလိုသိမရှိရထိုသူ၏ကိုယ်၌အားလည်းမရှိရထိုသူသည်နောင်အခါ၌ထိုအနာယောဂါမှလွတ်ရ၏ထိုသူသည်ထမင်းကိုလည်းစားလိုသိရှိရ၏ထိုသူ၏စိတ်၌အားလည်းရှိရ၏ထိုသူအားဤသို့သောအကြံဖြစ်ရ၏ငါသည်ရှိ၌အနာယောဂါရှိသောဆင်းရဲနှိမ့်သက်ခံရသောပြင်းစွာမကြမ်းမာသောသူဖြစ်ခဲ့၏ငါ၌ထမင်းကိုလည်းစားလိုသိမရှိငါ၌ထမင်းကိုစားလိုသိလည်းမရှိခဲ့ငါ၏ကိုယ်၌အားလည်းမရှိခဲ့ထိုငါသည်ယခုအခါထိုအနာယောဂါမှလွတ်ခဲ့၏ငါ၌ထမင်းကိုလည်းစားလိုသိရှိငါ၏ကိုယ်၌အားလည်းရှိ၏ဟုအကြံဖြစ်ရ၏ထိုသူသည်ထိုအနာကင်းခြင်းအကြောင်းကြောင့်
ဝမ်းမြောက်ခြင်းကိုရရ၏ဝမ်းသာခြင်းသို့ရောက်ရ၏လူလင်ဥပမာတစ်မျိုးသောကနှောင်အိမ်၌နှောင်ဖွဲ့ခံရသောယောက်ျားသည်ရှိရ၏ထိုသူသည်နောင်အခါ၌ထိုနှောင်အိမ်မှဘေးကင်းလျက်ချမ်းသာစွာလွတ်ရ၏ထိုသူအားစီသိမ့်လည်းအနှဲငယ်မျှပျက်စီးခြင်းမရှိရထိုသူအားဤသို့အကြံဖြစ်ရ၏ငါသည်ရှိကနှောင်အိမ်၌နှောင်ဖွဲ့ခံရ၏ထိုငါသည်ယခုအခါထိုနှောင်အိမ်မှဘေးကင်းလျက်ချမ်းသာစွာလွတ်ခဲ့ရ၏ငါအားစီသိမ့်လည်းအနှဲငယ်မျှပျက်စီးခြင်းမရှိဟုအကြံဖြစ်ရ၏ထိုသူသည်ထိုနှောင်အိမ်မှလွတ်ခြင်းအကြောင်းကြောင့်ဝမ်းမြောက်ခြင်းကိုရရ၏ဝမ်းသာခြင်းကိုရောက်ရ၏လူလင်ဥပမာတစ်မျိုးသောကမိမိကိုယ်ကိုမိမိမသိုးပိုင်သောသူတစ်ပါးတို့သိုးပိုင်သောအလိုရှိရာသို့မသွားနိုင်သောကျွန်ယောက်ျားသည်ရှိရ၏ထိုသူသည်နောင်အခါ၌ထိုကျွန်အဖြစ်မှလွတ်ရ၏မိမိကိုယ်ကိုမိမိသိုးပိုင်သောသူတစ်ပါးတို့မသိုးပိုင်သောအလိုရှိရာသို့သွားနိုင်သောလွတ်လပ်သူဖြစ်ရ၏ထိုသူအားဤသို့အကြံဖြစ်ရ၏ဟာသည်ရှိကမိမိကိုယ်ကိုမိမိမသိုးပိုင်သောသူတစ်ပါးတို့သိုးပိုင်သောအလိုရှိရာသို့မသွားနိုင်သောကျွန်ဖြစ်ခဲ့၏ထိုငါသည်ယခုထိုကျွန်အဖြစ်မှလွတ်ခဲ့၏မိမိကိုယ်ကိုမိမိသိုးပိုင်သောသူတစ်ပါးတို့မသိုးပိုင်သောအလိုရှိရာသို့သွားနိုင်သောလွတ်လပ်သူဖြစ်၏ဟုအကြံဖြစ်ရ၏ထိုသူသည်ထိုလွတ်လပ်သူဖြစ်ခြင်းအကြောင်းကြောင့်ဝမ်းမြောက်ခြင်းကိုရရ၏ဝမ်းသာခြင်းသို့ရောက်ရ၏လူလင်ဥပမာတစ်မျိုးသောကယောက်ျားသည်အစာခေါင်းပါသောဘေးရန်ရှိသောခြေဝေးသောခရီးကဲကိုဥစ္စာအသုံးဆောင်နှင့်တကွသွားရောက်၏ထိုသူသည်နောင်အခါ၌ထိုခရီးကဲကိုချမ်းသာစွာလွန်မြောက်၍ငြိမ်းချမ်းသောဘေးမရှိသောရွာသို့ရောက်ရ၏ထိုသူအားဤသို့အကြံဖြစ်ရ၏ငါသည်ရှိကအစာခေါင်းပါသောဘေးရန်ရှိသောခြေဝေးသောခရီးကဲကိုဥစ္စာအသုံးဆောင်နှင့်တကွသွားခဲ့၏ထိုငါသည်ယခုအခါထိုခရီးကဲကိုချမ်းသာစွာလွန်မြောက်၍ငြိမ်းချမ်းသောဘေးရန်မရှိသောရွာသို့ရောက်၏ဟုအကြံဖြစ်ရ၏ထိုသူသည်ထိုငြိမ်းချမ်းရာသို့ရောက်ခြင်းအကြောင်းကြောင့်ဝမ်းမြောက်ခြင်းကိုရရ၏ဝမ်းသာခြင်းသို့ရောက်ရ၏လူလင်ဤအတူယဟန်သည်ကျွေးကဲ့သို့အနာယောဂကဲ့သို့နှောင်အိမ်ကဲ့သို့ကျွန်အဖြစ်ကဲ့သို့ရှေဝေးသောခရီးကဲ့သို့မိမိ၌မပယ်ရသေးကုန်သောအဘိဓိပင်နိဝရဏတရား၅ပါးတို့ကိုကောင်းစွာမြင်၏လူလင်ကျွေးကင်းခြင်းကဲ့သို့အနာယောဂကင်းခြင်းကဲ့သို့နှောင်အိမ်မှလွတ်ခြင်းကဲ့သို့လွတ်လပ်သူဖြစ်ခြင်းကဲ့သို့ငြိမ်းချမ်းရာအရက်သို့ရောက်ခြင်းကဲ့သို့လူလင်ဤအတူယဟန်သည်မိမိ၌ဤအဘိဓိပင်နိဝရဏတရား၅ပါးတို့ကိုပယ်ပြီးဖြစ်သည်ကိုကောင်းစွာမြင်၏မိမိ၌ဤအဘိဓိပင်နိဝရဏတရား၅ပါးပယ်ပြီးဖြစ်သည်ကိုကောင်းစွာမြင်သောထိုယဟန်အားဝမ်းမြောက်ခြင်းသည်ဖြစ်၏ဝမ်းမြောက်သောယဟန်အားနှစ်သိမ့်ခြင်းပီတိသည်ဖြစ်၏နှစ်သိမ့်ခြင်းဖြစ်သောနှစ်သိမ့်သောစိတ်ရှိသောယဟန်၏ကိုယ်သည်ငြိမ်းအေး၏ငြိမ်းအေးသောကိုယ်ရှိသောယဟန်သည်ချမ်းသာကိုခံစားရ၏ချမ်းသာသောယဟန်၏စိတ်သည်တည်ကြည်၏